ကောင်မလေးကသူ့အမအတွက်ဆေးလုံးယူပေးလိုက်ပြီးဆေးတောက်ပြီးတဲ့အချိန်မှာပဲအမကချက်ချင်းတွေးအံပါတယ်မိခင်ရောက်လာပြီးကောင်မလေးကိုပါရိုက်လိုက်တယ်သူ့အမကိုမနာလိုစိတ်နဲ့အစိတ်ခတ်တယ်လို့လည်းဆွဆွဲလိုက်တယ်ကောင်မလေးကညှင်းဆန်နေပေမဲ့ဖခင်ကြီးရောက်လာပြီးတော့ပါးပုံနောက်တစ်ချက်ရိုက်ပြီးဆွဆွဲပြောဆိုနေပြန်ပါတယ်အမကငယ်စဉ်ကလေးကကျမကြီးလည်းမကောင်းစကားလည်းမပြောတတ်ပါဘူးကလေးရဖို့ကိုခက်ခက်ခဲခဲစူးစမ်းခဲ့ရပြီးအခုလိုလိုချင်ခံလိုက်ရတဲ့အတွက်အားလုံးကကောင်မလေးကိုဒေါသတွေထွက်နေကြပါတယ်ပြောရင်းဆိုရင်နဲ့ဖခင်ကြီးကစိတ်မထိန်နိုင်တော့ပဲသူ့လက်ထဲကဒုက္ခနဲ့ကောင်မလေးကိုရိုက်ဖို့လုပ်နေတဲ့အချိန်နိုင်ရီနောက်ပြန်လဲပြီးတော့အချိန်ခရီးသွားခြင်းစတင်လာခဲ့ပါတယ်အချိန်ကဈေးမတိုက်ခင်အချိန်ကိုပြန်ရောက်သွားခဲ့ပြီးအရင်တစ်ခေါက်ကလိုပဲသူမဆေးတောက်ခြင်းတဲ့အကြောင်းအမဖြစ်သူကစိတ်ထဲကနေပြောနေတာကိုကြားလိုက်ရပါတယ်တကယ်တော့စကားမပြောတတ်တဲ့အမရဲ့စိတ်ထဲကရှိနေတဲ့အကြောင်းအရာတွေကိုကောင်မလေးကကြားနေရတာပါဒါပေမဲ့ဒီတစ်ခေါက်မှာတော့ကောင်မလေးကကိုယ်တိုင်ဆေးသွားမယူပဲအမရဲ့အမျိုးသားကိုပဲသွားယူခိုင်းလိုက်ပါတယ်ဒါပေမဲ့အမကတော့ကောင်မလေးကိုရှောင်ထွက်ခွင့်မပြုပါဘူးသူမကိုယ်တိုင်ဆေးသွားယူပေးဖို့အတွက်တောင်းဆိုနေခဲ့ပါတယ်နောက်ဆုံးမှာတော့ကောင်မလေးလည်းဆေးသွားယူနေတဲ့အချိန်ဆေးဘူးကပုံမှန်မဟုတ်ဘဲပြောင်းလဲထားတာကိုသတိထားမိလိုက်ပါတယ်ဒါကြောင့်ရုတ်တရက်ဘိုင်းနာတော်လိုဟန်ဆောင်ပြီးအမရဲ့အမျိုးသားကိုဆေးဘူးယူခိုင်းလိုက်ကအမကိုဆေးတိုက်ခိုင်းလိုက်ပါတယ်အရင်တစ်ခေါက်ကလိုမျိုးပဲသွေးတွေအန်လာခဲ့ပြီးတော့မိသားစုတွေရဲ့ဆွဆွဲခြင်းကိုထပ်ပြီးတော့ခံခဲ့ရပြန်ပါတယ်ဒါပေမဲ့ဒီတစ်ခေါက်မှာဆေးဘူးယူပေးတာကအမရဲ့အမျိုးသားဖြစ်နေတာကြောင့်အမျိုးသားကဆွဆွဲခံလိုက်ရပါတယ်အမျိုးသားကလည်းအသေးအတန်ညင်းနေတယ်လို့ဒီတစ်ခါမှာတော့အမကလည်းသူ့ရဲ့အမျိုးသားလောက်တာမဟုတ်ကြောင်းလက်တွေခါပြပြီးတော့ညင်းပေးနေပါတယ်ဒီအချိန်မှာအမျိုးသားကဆေးလုံးကိုကောက်ပြီးစစ်ဆေးကြည့်လိုက်တဲ့အခါဆေးအစစ်တွေမဟုတ်ဘဲတခြားအမှုန့်တွေဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဒါဆိုရင်အစိမ့်မိတာမဟုတ်ဘဲနဲ့အမကဘာဖြစ်လို့တွေးအံရတာလဲဆိုတာစဉ်းစားစရာဖြစ်နေခဲ့ပါပြီအမကတော့သူရှာကိုင်းမိသွားလို့ဖြစ်ကြောင်းညာပြောလိုက်ပါတယ်အကောင်လုံးကယုံကြည်ပြီးတော့စိတ်အေးသွားပေမဲ့ကောင်မလေးကတော့သူ့အမဘာလို့ညာလဲဆိုတာကိုစဉ်းစားရခက်နေပါတယ်မိဘတွေထွက်သွားတဲ့အခါမှာကိုဝင်ဆောင်တဲ့အမကအငြိမ်မနေခြင်းပဲအပြင်ထွက်ပြီးတော့လမ်းလျှောက်ရှင်တဲ့အကြောင်းကောင်မလေးကိုပြောပြပါတယ်တကယ်တော့အမဒီလိုလုပ်နေတာကတစ်ခါနှစ်ခါမဟုတ်တော့ပါဘူးအပြင်ထွက်လမ်းလျှောက်ရှင်နေဆိုပြီးကောင်မလေးဘီတက်ခလက်ထိုင်သွားယူနေတဲ့အချိန်လှေကားပေါ်ကနေပြုတ်ကျလာခဲ့ပါတယ်ဒီတစ်ခါမှလည်းအမကိုတေချာမဆောင်ချောက်လို့ဆိုပြီးမိဘတွေရဲ့ပြစ်တင်ပါရိုက်ခြင်းကိုခံခဲ့ရပါတယ်မိဘတွေကအယမ်းမျက်နှာလိုက်တဲ့သူတို့ရဲ့မျက်လုံးထဲမှာအမတစ်ယောက်တည်းပဲရှိတယ်လို့ကောင်မလေးကနာကျင်စွာပြောလိုက်ပါတယ်ကံကောင်းစွာနဲ့အမကအသက်ရှင်ခွင့်ရပေမဲ့ဘိုက်ထဲကရင်သွေးလေးကိုဆုံးရှုံးလိုက်ရပါတယ်တကယ်တော့အမဖြစ်သူကငယ်စဉ်ကလေးကကျမကြီးမကောင်းပါဘူးကလေးရဖို့ခက်ခဲပေမဲ့ဆေးတွေအများကြီးအသုံးပြုပြီးနီလန်ပေါင်းစုံနဲ့စူးစမ်းခဲ့ရပါတယ်ဒါကိုအသိဆုံးညီမလေးကအမကိုဘာဖြစ်လို့ဒီလိုလုပ်ရတာလဲဆိုပြီးထပ်ပြီးတော့ဆွဆွဲခံရပါတယ်အဲ့ဒီအချိန်မှာပဲအမကငိုယိုပြီးဒါကမတော်တဆမှုတစ်ခုမဟုတ်ဘူးသူမရဲ့ဘေးမှာကောင်မလေးကအမြဲတမ်းရှိနေခဲ့တယ်ဒါကလုံးချမှုတစ်ခုသာဖြစ်တယ်လို့ဝမ်းနဲ့စွာနဲ့လက်ညှိုးထိုးပြီးတော့ပြောလိုက်ပါတယ်အားလုံးရဲ့အထင်လွဲဆွဆွဲခြင်းတွေကိုကောင်မလေးကငိုယိုပြီးရှင်းပြနေပေမဲ့အသုံးမဝင်ပါဘူးတကယ်ဆိုရင်အမကသူမကိုအယမ်းချစ်ခဲ့ပြီးတော့အယမ်းဂရုစိုက်ခဲ့ပါတယ်ကျမကြီးမကောင်းလို့မိဘတွေရဲ့ဦးစားပေးခြင်းကိုခံခဲ့ရတဲ့အမကသူမရတဲ့အကောင်းဆုံးဆိုတဲ့အရာတွေကိုကောင်မလေးကိုပေးခဲ့ပါတယ်ကောင်မလေးကလည်းသူ့အမကိုဘသူကမှကဲ့ရဲ့ပြောဆိုတာမျိုးမရှိအောင်အရှိကနေကာကွယ်ပေးခဲ့ပါတယ်ဒီလိုအယမ်းချစ်ခဲ့တဲ့ညီအမတွေကဘာကြောင့်ဒီလိုပြောင်းလဲသွားရတာလဲဆိုပြီးကောင်မလေးနားမလည်နိုင်အောင်ဖြစ်နေရပါတယ်ဘသူကသူမကိုတသက်မဲ့ကြောက်ချပြီးတော့လုံးကြံချင်ရတာလဲဆိုတဲ့အကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်